ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ Apple ID မဖွင့်တဲ့မိတ်ဆွေများအတွက် Apple ID ဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်လည်းလိုက်လုပ်ကြရအောင်အရင်ဦးဆုံးကတော့ setting ထဲဝင်ပေါ့ setting ထဲဝင်ပြီးရင် sign in to your iPhone ဆိုတာအဲ့ဒါရှိရနော်ပြီးရင်ကိုက Apple ID မရှိထားဘူးဆိုရင်တို့က don't have Apple ID အဲ့ဟာကိုနှိပ်ရမယ်เนาะပြီးရင် create Apple ID ပေါ့ခဏလေးတော့စောင့်เนาะဟိုဟာလိုင်းကမကောင်းတာပြီးရင်ကိုထည့်ချင်တဲ့ name ပေါ့เนาะအဲ့ first name တို့ကပထမနာမည်ပေါ့เนาะဟိုကကျွန်တော်ကတော့ဒီနာမည်ပဲထည့်လိုက်မယ်ပြီးရင်ဟိုဟာကိုမွေးနေ့ရွေးရပေါ့ဟိုကကြိုက်တော့ထည့်လို့ရရင်မွေးနေ့ရတော့သူက session နေ့ပြီးအောင်ပဲထည့်ပေါ့ပြီးရင်ဟိုဟာ email ရှိတဲ့လူကတော့ email ထည့်ပေါ့နော် email မရှိတဲ့မိတ်ဆွေများတော့သူက don't have email ဆိုတာရှိတယ်ဟာနှိပ်လိုက်ပြီးရင် create iCloud email address ပြီးရင်ဟာနှိပ်လိုက်ပြီးရင်ဒီတော့နှိပ်လိုက်ပြီးရင်ကိုကြိုက်တဲ့နာမည်ပေါ့နော်ကိုကြိုက်တဲ့နာမည်ထည့်လို့ရတယ်create email address ရတော့ပြီpassport ထည့်ပေါ့နော် passport ကတော့ဟိုစာလုံးအကြီးစာလုံးအသေးပြီးရင်ကနန်းပါရမယ်ပြီးရင်ဟို symbol ဒီလိုမျိုး star တို့အမျိုးတို့ပါရမယ်เนาะကျွန်တော်ကတော့ဒီလိုပဲထည့်လိုက်မယ်ကျွန်တော်ကတော့အဲ့လိုပဲထည့်လိုက်မယ်เนาะမိတ်ဆွေတော့ကြိုက်ကြလို့ထည့်ပေါ့ညောပြီးဟိုဖုန်းနံပါတ်ထည့်ရမယ်ဖုန်းနံပါတ်နဲ့လိုတယ်เนาะကိုလုံးမဲ့ဖုန်းနံပါတ်ပေါ့ကိုဖြစ်နိုင်တော့ကိုသုံးနေကြဖုန်းနံပါတ်လောက်တာပိုကောင်းတယ်ဗျmessage ကြလာမယ်ကိုဖုန်းနဲ့ message ကြလာလိမ့်မယ်ကိုဖုန်းနဲ့ message ကြလိမ့်မယ်အဲ့လိုဆိုရတော့ပြီเนาะရတော့ပြီးပြီးဟိုကွာလိပ်စာအတုထဲရမှာပေါ့ခဏလေးပဲလိုင်းကမကောင်းကိုဖုန်း passport ပေါ့ကဲဒီที่ရောက်တော့ပြီဆိုရင်ကို App Store ထဲပြန်ဝင်ရမှာเนาะ App Store ထဲမှာဝင်လိုက်ပြီးရင် app တစ်ခုခုစမ်းတောင်းကြည့်ပေါ့
YouTube စမ်းတောင်းကြည့်မယ်နော်ကိုခဏကိုထဲတဲ့ password ပဲနော်ဒီ password တွေတော့အရေးကြီးတယ်ဗျမေးလို့မရဘူးနော်ပြင် review ဒါလိပ်စာအတူထည့်ရမှာနော်ကျွန်တော်ကတော့ Singapore region ပဲထည့်ပြပေးမယ်ဗျSingapore ပြီးရင် agree လုပ်လိုက်ပြီးရင် next ပြီးအဲ့လိုပေါ်လာနိုင်မယ်နော်ပြီးရင်ကိုကဒီထဲမှာတွေဖြည့်ရမှာနော်ဒါလိပ်စာတွေကပြီးရင်ကိုကဒီ address ထည့်ဖို့ဟိုအတူထည့်ဖို့နော်ဟိုလိပ်စာအတူထည့်ဖို့ဟို brown စာထဲဝင်ရမှာနော်ဒီ best random address Singapore အဲ့လိုရိုက်ထည့်လိုက်နော်ဒီ website ထဲဝင်လိုက်နော်ပြီးရင်ပေါ်လာတဲ့ပထမဆုံးပေါ့ဒီ address ကို copy လုပ်ပြီးရင်ဒီ street နားမှာလာ paste လိုက်ပြီးရင် zip code ပေါ့နော်ဒီ post code ပါဒီ post code မှာလာထည့်လိုက်ပြီးရင် phone number copy ပြီးရင်ဒီနားမှာလာ paste လိုက်အဲ့ဆိုပြီးတော့ပြီနော်ဒီဟာခုနဆောင်းလိုက်အဲ့ဆို your Apple ID account complete အဲ့လိုဖြစ်သွားပြီဆိုတော့ရပြီနော်ပြီးရင်တောင်းကြည့်လိုက်ဒီ passport ပြန်တောင်းလေးအဲ့လိုဆိုရတော့ပြီနော်ကဲသူစတောင်းနေပြီနော်ဟိုစောင့်ကြည့်လိုက်နော်တောင်းလို့ရတော့ပြီဆိုရင်ကို Apple ID ကအသုံးပြုလို့ရတော့ပြီဗျကဲအားလုံးပဲကျေးဇူးပါနော်မရှင်းတာလားမလဲတာရှိရင်လည်း comment မှာမေးထားပေးနော်ကျွန်တော်အားပြန်ဖြေပေးလိုက်မယ်သူစတောင်းနေပြီနော်ဒီတပတ်လဲပြီးသွားရင်ဆိုရတော့ပြီနော်ကဲကိုချိုက်တဲ့ software တောင်းကြည့်ပေါ့ကဲအားလုံးပဲကျေးဇူးပါ